တနင်္သာရီတိုင်းမော်တောင်မြို့မှာအကြမ်းဖက်စစ်တပ်ကိုမူရစ်ဆေးဝါးရောင်းချပြီးစစ်ဆောင်ပြည်သူတွေကိုဘုံကျဲတပ်ဖြတ်ဖို့လှုံ့ဆော်နေတဲ့စစ်တပ်တရင်ပင်အမျိုးသမီးတဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ဒေသတွင်းစစ်တရင်ပင်ကရန်ကုန်ခေတ်ကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့မှာမော်တောင်မြို့ကိုတော်လိုင်းတပ်ဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကိုတရင်ပေးပြီးပြည်သူတွေကိုဘုံကျဲတပ်ဖြတ်ဖို့လှုံ့ဆော်ရေးသားနေတဲ့မော်တောင်မြို့မှာနေထိုင်တဲ့စစ်တပ်တရင်ပေးဒေါ်ထေထေရီကိုတော်လိုင်းတပ်ဖွဲ့တွေကလိုက်လံရှာဖွေခဲ့ပါရယ်။အဲ့လိုလိုက်လံရှာဖွေချိန်မှာဒေါ်ထေထေရီကိုစစ်ပေးဆောင်စခန်းတစ်ခုမှာတော်လိုင်းတပ်ဖွဲ့တွေကတွေ့ရှိခဲ့ပြီးဖမ်းဆီးနိုင်ခဲ့တဲ့အပြင်သူ့ကိုတုတ်ပန်းဥပဒေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားကစစ်ဆေးမေးမြန်းမှုတွေလှုပ်ဆောင်နေရလို့သိရပါတယ်။အဲ့လိုဖမ်းဆီးရမိထားတဲ့ဒေါ်ထေထေရီရဲ့လက်ကင်ဖုန်းတွေကနေအကြမ်းဖက်စစ်တပ်နဲ့ဆက်သွယ်ထားတဲ့အချက်လက်တွေပြင်သူ့ရဲ့ TikTok အကောင့်မှာစစ်ဆောင်ပြည်သူတွေနဲ့ PDF တပ်ဖွဲ့တွေကိုပုံကျဲတပ်ဖြတ်ခိုင်းနေတဲ့နှုတ်ဆော်ရေးသားထားတဲ့မှတ်တမ်းတွေကိုတွေ့ရှိခဲ့ရပြီးအကြမ်းဖက်စစ်သားတွေကိုမူရစ်ဆေးဝါးရောက်ချခဲ့တဲ့ဆိုတာကိုပါဝန်ခံထွက်ဆိုခဲ့လို့သိရပါတယ်။မော်တောင်မြို့ကိုနိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာတော်လိုင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ကမော်တောင်မှာရှိတဲ့နောက်ဆုံးကြံရင်းနေတဲ့စစ်တပ်ရဲ့စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မော်တောင်မြို့ကိုသိမ်းပိုက်ရရှိခဲ့တာပါ။မော်တောင်မြို့ကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကလာပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့နိုဝင်ဘာလ17ရက်နေ့ကနေစတင်ပြီးတော်လိုင်းတပ်ပေါင်းစုကအပိသက်ထိုးစစ်ဆင်ခဲ့ကနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာတော့အပိသက်သိမ်းပိုက်နိုင်ခဲ့တာပါရှင်။ ဒါစကားစားရတဲ့ပါတယ်ဒီကလည်းမရှာနော်အောင်ချင်နေမစခေါင်းမှာတော့ဟာနော်အပူအမလာမဟာနဲ့အနိတာစကားစားရစကားမှုလေအားဝစေ ဟုတ်စကားမှုကဘာတူလဲ စကားမှုနာမပြောဝဝတ်တော့ စကားမှုကဘာမှမပြောဘူးလားဒီဆေးရောင်းတာတွေနေလို့ပတ်စံတွေဒီလိုလိုင်းကြီးတွေပေးပြီးရောင်းနေတာတွေနေလို့စကားမှုကဘာမှမပြောဘူးလား စကားမှုတော့ဘာမှကျွန်မစကားမှုကဘာမှမပြောစေကျွန်မစကားမှုကကျွန်မတို့ခေါ်ပြောလို့စေလောက်တယ်မလုပ်တာစေ အခုငါနဲ့တက်တော့အကောင့်ထဲမှာနေကစားထားတာတွေတွေ့တယ်ပေါင်900ဘုံနဲ့လာကျဲပါလားကျဲအခုလာကျဲခိုင်းရင်ရောအဆင်ပြေမှာ မပြေစေ ဟမ်ကိုကျန်းစာတက်လား စာတာ ကိုကျန်းစာတက်လား တာစေ ငါတို့ကနေလို့တမတော်ကိုချစ်တယ်ဆိုတာပြင်းနေတာပေါ့ငါတို့ကနေလို့ထက်ပိုချစ်တယ်တမတော်ကိုခုတုံးလှုပ်ပြီးတော့မှနိုင်ငံအာဏာကိုမတရားယူတဲ့ကောင်တွေကိုငါတို့ကတော်လာတာနော်မော်လားကွာနော်အဲ့တော့နေမိသားစုကိုတော့ခုနငါတို့ရဲဘော်ပြောသလိုစားဖို့တောက်ဖို့ငါတို့ကပြစ်မထောင်ငါတို့ကလူစိတ်ရှိတယ်နော်ကလေးမရအမေဖမ်းအမေမရကလေးဖမ်းငါတို့ခွေးလိုမျိုးမလုပ်ဘူးမဲအောင်လိုက်စစ်တက်လို့ငါတို့မလုပ်ဘူးနော်ကလေးမရအမေဖမ်းအမေမရရင်တာဖမ်းတမိဖမ်းငါတို့မလုပ်ဘူးနဲ့ကလေးတွေကိုနေရာတော့နဲ့အပြစ်ရှိတဲ့တိုင်းတွေဒီမှာခံနော်အဲ့ဒါငါတို့ကဒါဥပဒေငါတို့ကဥပဒေနဲ့အညီလုပ်တာနေတို့ထောက်ခံတဲ့အဘစစ်ခွေးတွေရတာဗဇက်ကလာဥပဒေအညီပြောတာစောက်တလွဲလုပ်တာငါတို့တော်လိုင်းရေးဘက်ကဘယ်တော့မှစောက်တလွဲမလုပ်ဘူးဥပဒေနဲ့အညီပဲနေကိုလုပ်မယ်ဥပဒေနဲ့အညီပဲနေကိုအရေးယူမယ်နေမိသားစုကိုလည်းငါတို့ကအခုတက်ရှိကာလမှာစစ်ဘေးစစ်ဒဏ်တင့်နေတဲ့အတွက်ငါတို့ကပြင်မထားဘူးဒီတော်လိုင်းရေးတပ်ဖွဲ့ဒီဘက်ကငါတို့ဘက်ကတာဝန်ရှိတဲ့လူကြီးတွေကဒီရဲဘော်တွေကအစားနေကလေးတွေကိုငါတို့တွားပြီးကြည့်ရှုစောင့်ရှောက်ပေးမယ်နော်သဘောပေါက်လားထောက်ခံလေးဘာဖြစ်တာတော့နေလဲနေကြိုက်တာနေထောက်ခံတာပဲဘာမှမဖြစ်ဘူးဒါပေမဲ့ဓမ္မနဲ့အဓမ္မဆိုတာတော့ခွဲခြားပြီးသိဖို့လိုတယ်နော်နေတာမိတ်ကလေးဖြစ်နေလို့ဒီဘက်ကဘာမှမလုပ်တာခုဒါမိတ်ကလေးအဖော်တွေနဲ့ငါတို့လာတာနင့်ငါတို့လက်ဖျားနဲ့တော့မထိဘူးထိလည်းမထိကြုံယွန်လို့အဲ့တော့မိဘ